မင်္ဂလာပါရှင်ယနေ့ကြာရောက်တဲ့အာဟာရဒါနအလှကတော့မဟာစီအမျိုးသမီးအမှုဆောင်များနှင့်ဓမ္မမိတ်ဆွေများမှစုပေါင်းအလှဖြင့်လှူဒန်းပေးသွားတာဖြစ်ပါတယ်ရှင်ဒေါ်တင်မေအေဒေါက်တာဒေါ်ဖြူဖြူဝင်းဒေါ်ဝင်းဝင်းကြီးဒေါ်ကျင်ဝိုင်းဒေါ်မူမူမောင်ဒေါ်ခင်လေးကြီးဒေါ်တန်တန်အေးဒေါက်တာဒေါ်တင်နှင်းသူဒေါ်တူးတူးဒေါ်နီလာနွယ်ဒေါ်မျိုးမျိုးမင်းဒေါ်ခင်ဆွေဦးဒေါ်လှလှဝင်းနှင့်မောင်လေးဦးတန်းနိုင်ဒေါ်စပယ်ဒေါ်လဲလဲဝေဒေါ်အေးအေးမော်ဒေါ်စီစီတင်ဒေါ်ခင်ချိုမာဒေါ်တတ်တတ်ရွှေနေနှင့်စိတ်သေးစုလွင်မိသားစုမောင်ချမ်းလွင်နှင့်ဆန်းဆန်းပေမိသားစုတို့မှလှူဒန်းပေးသွားတာဖြစ်ပါတယ်ရှင်အာဟာရစရိတ်အတွက်ကုန်ကျငွေ3,500ကျပ်မြေလူအတွက်9,000ကျပ်ဂတ်ထူ9,000ကျပ်ဖို့စံတအိတ်နဲ့ဆေးစရိတ်အတွက်3,000ကျပ်ကိုလှူဒန်းပေးသွားပါတယ်ရှင်တာရုတာရုတာရုပါရှင်ယခုလိုမျိုးလှူဒန်းပေးတဲ့အတွက်အလူရှင်တို့လည်းလောကီလောကုတ်တရားကောင်းကျိုးများကိုပုံမထမ်းရွက်နိုင်ပါစေကိုယ်စိတ်နှပြချမ်းသာချမ်းသာကြပါစေဘဝတိုင်းဉာဏ်ပညာကြီးမားပါစေသင်စရာမြင်စရာကြားစရာတို့မှာအရေးအမွက်ပြယုံများဖြင့်ခနာတွင်ချင်းသိလွယ်တက်လွယ်သူဖြစ်ပါစေဘဝရည်မှန်းချက်များလည်းအခက်အခဲအတိုက်ခိုင်မရှိအောင်မြင်ပြည့်စုံကြပါစေထူးချွန်သောဉာဏ်အလင်းနှင့်ကိုယ်ရည်ကိုယ်သွေးအရေးချင်းကောင်းများနှင့်ပြည့်စုံထွန်းတောက်ပါစေကောင်းခြင်းမင်္ဂလာအဖျားဖျားနဲ့ပြည့်စုံကြပါစေလိုအင်ဆန္ဒများလည်းပြေဝပါစေကြောင်းကျမတို့ရွှေရောင်နှလုံးသားမိသားစုမှစုမုံကောင်းတောင်းပေးလိုက်ပါတယ်ရှင်အခုဆိုရင်တော့ channel ကကလေးများရဲ့ထမင်းစားချိန်ပဲဖြစ်ပါတယ်ရှင်